Caribbean ပင်လယ်ပြင်ကြီးထဲမှာပျော်ရွှင်စရာမိသားစုလေးတစ်ခုဟာရချလေကြီးတစ်စီးနဲ့အားလက်ရက်ခီးထွက်နေကြပါတယ်။အမေဖြစ်သူဂျူလီယာကရေကူးဖို့ပင်လယ်ထဲခုန်ချလိုက်ပါတယ်။ရေကူးရင်အပန်းဖြေနေတော့တစ်ခုခုထူးဆန်းနေတယ်လို့သူမခံစားလိုက်ရတယ်။ဒါပေမဲ့ပတ်ဝန်းကျင်မှာဘာမှမတွေ့ရလို့စိတ်ဆွဲလန်းတာနေမှာပါဆိုပြီးကိုဖြေသိမ့်လိုက်ပါတယ်။ခဏနေတော့အဲ့ဒီခံစားချက်ကြီးပြန်ပေါ်လာပြန်ရောဘာမှမမြင်ရပေမဲ့စိုးရိမ်စိတ်ဝင်လာတာနဲ့လှေစီကိုပြန်ကူးပါတော့တယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက်တစ်ခုခုကသူမခြေထောက်ကိုဆွဲဖမ်းလိုက်ပြီးဂျူလီယာလည်းအသေးအတန်အော်ဟစ်အကူအညီတောင်းပါတော့တယ်။သမီးဖြစ်သူကက်စီကနှစ်ချက်တက်ထားလို့မကြားရတယ်လို့အမျိုးသားဖြစ်သူတော်မနဲ့သားလေးဘန်းကလည်းငါးဖမ်းတာနဲ့အလုရှုံနေကြပါတယ်။ဂျူလီယာဟာရေမနစ်အောင်အတင်းရုံးကန်နေရပြီးပါဇက်ထဲရေတွေဝင်ကုန်လို့အော်ရတာလည်းပိုခက်လာပါတယ်။တော်ကဂျူလီယာကိုမတွေ့တာကြားပြီးဆိုတာသတိထားမိပြီးလက်ရှာတော့မှဇနီးတဲ့အန်ရကြုံနေတာကိုမြင်သွားပါတယ်။ကလေးတွေကိုခေါ်ပြီးလှေကိုဂျူလီယာနားကပ်မောင်းသွားကတော်ရေထဲခုန်ချလိုက်ပါတယ်။ဇနီးတဲ့စီမြန်ကူးသွားပြီးရေမနစ်အောင်ဖတ်ထားပေးပါတယ်။လှေစီပြန်ကူးလာပြီးကလေးတွေကသူတို့ကိုလှေပေါ်ဆွဲတင်ပေးကြပါတယ်။မိသားစုဝင်တွေကဂျူလီယာကိုနှစ်သိမ့်ပေးကြပေမဲ့သူမကတော့ဘာဖြစ်သွားမှန်းမသိပဲရေစီးကြောက်လို့ပဲထင်နေပါတယ်။အဲ့ဒီညမှာမိသားစုလေးဟာဘန်းရဲ့မွေးနေ့ကိုလက်ဆောင်တွေကိတ်မုံတွေနဲ့ဆင်နွှဲကြပါတယ်။ကက်စီကရီးစားစီကဖုံးလာလို့လက်တော့ယူပြီးတီးတန့်စကားပြောဖို့အပြင်ထွက်သွားပါတယ်။ဗီဒီယိုကောပြောနေတော့လိုင်းကြပြီးရက်မသွားခင်မှာမြို့ပေါ်မှာထူးဆန်းတဲ့မိုးတိမ်တောင်ကြီးတွေပေါ်နေတာကိုရီးစားဖြစ်သူကပြလိုက်ပါတယ်။ကက်စီကမိသားစုစီအပြေးလွှားသွားပြီးဖြစ်ကြောင်းကုန်စင်ပြောပြပေမဲ့တုံကတော့ကုန်းတွင်းနဲ့ဝေးလို့လိုင်းမကောင်းတာပါလို့ပဲဆိုပါတယ်။အဲ့ဒီအချိန်မှာပဲအပြင်ကအတန်တစ်ခုကြားလို့ထွက်ကြည့်လိုက်တော့ဝေလာငါးအုပ်ကြီးဖြစ်သွားတာကိုတွေ့ရပါတယ်။တုံကဝေလာငါးတွေဟာကမ္ဘာတန်လိုက်ဆက်ကွင်းအတိုင်းသွားကြတာဖြစ်ပေမဲ့မုန်တိုင်းတွေကြောင့်ကမောက်ကမဖြစ်ရင်လမ်းမာပြီးကမ်းခြေဘက်ကိုရောက်လာတဲ့ကြောင်းရှင်းပြပါတယ်။ရုတ်တရက်လှေကြီးတုံခါသွားပြီးဘန်းလဲကျသွားပါတယ်။တော်ကလှေတစ်ခုခုထိခိုက်သွားမှစိုးရိမ်တာနဲ့ရေငုပ်ပြီးစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်ခဏနေတော့တော်ပကုံးမှာဒဏ်ရာနဲ့ပြန်တက်လာပါတယ်တော်ကသူ့အနောက်မှာတစ်ခုခုရှိနေတယ်လို့ခံစားရလို့လှည့်ကြည့်လိုက်တဲ့အချိန်ဒလက်နဲ့ထိမိသွားတာလို့ရှင်းပြရင်ဂျူလီယာကဒဏ်ရာကိုချုပ်ပေးပါတယ်သူ့အနားမှာရေကူးနေတဲ့အရာကတော်တော်ကြီးပေမဲ့သူမမြင်လိုက်ရပါဘူးတော်တွေ့ခဲ့တာကလှေတော်တော်ပျက်စီးသွားပြီဆိုတာပါပဲဒါကြောင့်သူတို့အကူအညီတောင်းဖို့လိုအပ်နေပါပြီဂျူလီယာကရေဒီယိုကနေအချိန်ဆက်သွယ်ပေမဲ့မရတယ်လို့ကက်စီကလည်းဖုန်းလိုက်ရှာပေမဲ့မရပါဘူးရုတ်တရက်ထူးဆန်းတဲ့တရဝါကြီးတစ်ကောင်ကြောင့်သူမလန့်သွားပေမဲ့တကယ်တော့ဘန်းကမျက်နှာဖုံးစွပ်ပြီးနောက်နေတာပါနောက်ဆုံးမှာတော့လှေကဆက်ပြတ်သွားပြီးပင်လယ်အလဲခေါင်းမှာတောင်းတင်နေပါတော့တယ်ဂျူလီယာကရေဒီယိုကနေအတန်တစ်ခုကြားလိုက်ရပေမဲ့ဝေဝါးအတန်တွေပဲဖြစ်နေပါတယ်တော်ကသူတို့မှလေးရက်စာရင်းနဲ့အစာရှိသေးလို့ငါးဖမ်းလေတစ်စီးဖြတ်သွားတာကိုပဲစောင့်ရမယ်လို့ပြောပါတယ်ရုတ်တရက်ရေတာမှာတစ်ခုခုမိနေပြီးထူးဆန်းတဲ့အတန်ကြီးကြားရပါတယ်အပြင်ကိုအပြေးလွှားထွက်ကြည့်လိုက်တဲ့အခါဥက္ကပြန်တွေအများကြီးကဘာပေါ်ကိုကျလာပြီးပြင်းပြင်းထန်ထန်ပောက်ကွဲကုန်တာကိုတွေးလိုက်ရလို့ထိတ်လန့်သွားကြပါတယ်ဥက္ကပြန်တစ်ခုကသူတို့နာကရေထဲကျသွားလို့တုံကလှေကိုအတင်းပြန်မောင်းဖို့ကြိုးစားပါတယ်အင်ဂျင်ကမောင်းဖို့ရုန်းကန်နေတော့နောက်ထပ်ဥက္ကပြန်တစ်ခုထက်ကျလာပြန်ပါတယ်မိသားစုဝင်တွေကြောက်လန့်တကြားဖတ်ထားကြပြီးတုံကတော့အဲ့ဒီမီးလုံးကြီးတွေကဥက္ကပြန်တွေမဟုတ်ပဲဂျိုတုတွေဖြစ်မှန်းသတိထားမိလိုက်ပါတယ်အဲ့ဒီအချိန်မှာဘန်းကလှေကနေမီးခိုးတွေထွက်နေတာကိုလက်ညှိုးထိုးပြပါတယ်တော်သွားကြည့်တော့အင်ဂျင်ကလောင်သွားပါပြီလေကလည်းဆက်တိုက်လာလို့မိသားစုဝင်တွေထဲမှာသွားပုံးနေကြပေမဲ့အိမ်မြောင်ကလူတလူပတ်ချလဲနေတာကိုတော့မသတိထားမိကြပါဘူးလှေကြီးတုံခါလာပြီးဘန်းထက်လဲကျလို့ဒဏ်ရာရသွားပါတယ်လိုင်းတွေကလေကိုလာရိုက်ခတ်နေတော့တော်ကလေပြင်းကြတဲ့အပြင်ကတစ်တာတဲ့ကအသက်ကဲအင်ဂျီတွေကိုအတင်းသွားယူပြီးမိသားစုစီယူလာပေးပါတယ်အဲ့ဒီအချိန်မှာပဲမီးပြတ်သွားလို့တော်ကမီးဖာကိုအမြန်သွားပြင်လိုက်ရပါတယ်မီးပြန်လာတော့ဂျူလီယာနှာခေါင်းကတွေးထွက်နေတာကိုဘန်းတတိထားမိပါတယ်ဂျူလီယာမူးဝေလာတယ်လို့ကက်စီကလည်းစင်ဘက်ပြေးပြီးအမ်မာတော့တဲ့တော်ကရေဒီယိုကိုဆက်သွယ်ဖို့ကြိုးစားနေတော့မှပဲရုတ်တရက်ဆူရှာတဲ့အတန်ကြီးကြားရပြီးလေကလည်းပိုပြင်းလာပါတယ်ဂျူလီယာကတကားတွေကိုပိတ်ထားဖို့ကြိုးစားပေမဲ့အပေါက်တစ်ခုပွင့်သွားပြီးမကြခင်မှာပဲလေပြင်းကမှန်တွေကိုခွဲပစ်လိုက်ပါတယ်မှောင်တိမကြခင်တော်ကမီးကြီးတစ်ခုထွန်းလိုက်ပါတယ်နောက်တနေ့မနက်မှာတော့မိသားစုဝင်တွေဟာမုန်တိုင်းတန်ကနေလွတ်မြောက်ခဲ့ပေမဲ့လေကတော့တော်တော်ပျက်စီးနေပါပြီအပြင်ထွက်ကြည့်လိုက်တဲ့အခါကဘာပေါ်ကသမုတ်တရားတွေအားလုံးပျောက်ကွယ်သွားပြီးလှေကြီးကကုန်းပေါ်မှာတောင်းတင်နေတာကိုတွေ့လိုက်ရလို့အံ့အားသင့်သွားကြပါတယ်တဲကန်နာရကြီးကိုမြင့်တက်ပြီးကြည့်နေရင်ဘာလို့ရမလဲစဉ်းစားကြပါတယ်ကက်စီကလိုင်းရှာပေမဲ့မရပါဘူးဘန်းကတော့တည်နေတဲ့ကနန်းနှစ်ကောင်နဲ့ဆော့နေပါတယ်တုံကအိမ်မြောင်ကိုစစ်ဆေးကြည့်တော့တန်လိုက်ဝင်ရိုးစုံတွေပြောင်းပြန်ဖြစ်သွားတာကိုသတိထားမိပါတယ်ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းကျော်ကနောက်ဆုံးဖြစ်ခဲ့တာပါကက်စီကရီးစားဖြစ်သူတေးလောက်ပြီဆိုတာတိလိုက်ရလို့စိတ်တက်ကြပြီးသွားပုံးနေပါတယ်အမေဖြစ်သူကလာ2သိန်းနာကိုတောင်တိုးထုတ်ပစ်ပါတယ်ဂျူလီယာနဲ့တုံကပျက်စီးမှုကြားကဘာရိတ်ခါတွေကြံသေးလဲစစ်ဆေးနေလုံးဘန်းကတော့အခြားအသက်ရှင်ကျန်သူတွေရဲ့အာရုံစိုက်မှုရအောင်သူ့ငွေနေပူဖောင်းတွေကိုကြောက်ခဲမှချီထားပါတယ်အဲ့ဒီနောက်တုံကရေဒီယိုကိုထက်ကြိုးစားကြည့်ရကနောင်လိုအမိရတဲ့ရေငုပ်တင်မော့ကပလင်တယောက်နဲ့ဆက်သွယ်မိပါတယ်သူတို့တင်မော့လဲကုန်းပေါ်မှာတောင်တင်နေတာဖြစ်ပြီးတန်လိုက်ဝင်ရိုးစုံတွေပြောင်းပြန်ဖြစ်မှုကြောင့်သမုတ်တရားတွေဆုတ်ခွာသွားကကုန်းမြေတွေကိုနှိမ့်ညွတ်စေခဲ့တာလို့သူကအတည်ပြုပါတယ်နောင်ကအခြားအသက်ရှင်ကျန်သူမတွေ့သေးသလိုဆက်သွယ်ရေးစနစ်အများစုလည်းပြတ်တောက်နေကြောင်းပြောပါတယ်အခါအားလျော်စွာစနစ်တကျလှုပ်ရှားမှုတွေရှိနေလို့ဝင်ရိုးစုံတွေပြန်ပြောင်းပြီးပင်လယ်ပြင်တွေတစ်ပတ်အတွင်းပြန်ရောက်လာနိုင်တယ်လို့သူကသုံးသပ်ပါတယ်အဲ့ဒီလိုဖြစ်လာရင်အခြေအနေကတော်တော်ဆိုးရွားမှမှုမိသားစုကိုတက်နိုင်သမျှအမြင့်ဆုံးနေရာကိုတက်ဖို့အကြံပေးပါတယ်သူ့ပါတနာကတော့ပျက်စီးမှုအတွင်းတည်ဆုံသွားခဲ့ပြီးရေငုပ်တင်မောမှာ3ယောက်စာပဲနေရာရှိပါတယ်ဂျူလီယာနဲ့တုံကသူတို့ကလေးတွေကိုကယ်တင်ဖို့သူ့ကိုနားချနိုင်ခဲ့လို့သူကသူ့ရဲ့ကိုဒီနေ့တွေကိုပေးပါတယ်တုံကရေငုပ်တင်မောကိုရှာဖို့နှစ်ရက်ဒါမှမဟုတ်3ရက်ကြာမယ်လို့တွက်ချက်ပါတယ်ဒါကြောင့်မနေ့ပြန်စောစောထွက်ကြမှာမို့ဒီညတော့မိသားစုကိုကောင်းကောင်းအိပ်ဖို့ပြောပါတယ်နောက်တနေ့မနေ့မိသားစုဝင်တွေရိတ်ခါတွေထုတ်ပိုးနေတော့တုံကတခုခုလှုပ်ရှားနေတာကိုတွေ့လိုက်ရပါတယ်
အဲ့ဒါကတော့ကိုထုကိုထတန်သုံးခွက်လန်ကိုကင်ထားတဲ့ခြေထောက်မကောင်းတဲ့လူတစ်ယောက်နဲ့တောက်လျှောက်ဟောင်နေတဲ့ခွေးတစ်ကောင်ပါတော်ကသူ့စီသွားပြီးရေတန့်ဘူးတစ်ခုပေးပေမဲ့အဲ့ဒီလူပြောတဲ့စကားကိုနားမလည်ပါဘူးရေတောက်ပြီးတာနဲ့အဲ့ဒီလူစိမ်းကတော်ဝင်ကိုဘူးနဲ့ရိုက်ပြီးမျက်နှာကိုကန်ပစ်လိုက်ပါတယ်ထိတ်လန့်သွားတဲ့ဂျူလီယာပြေးလာပေမဲ့နောက်ကျသွားပါပြီအဲ့ဒီလူကတော်ရဲ့ဘိုက်ကိုတန်သုံးခွက်လန်နဲ့ထိုးနေပါပြီတော်ရဲ့ခန္ဓာကိုခဏလောက်တွန်းသွားပြီးနောက်အဲ့ဒီလူကသူ့လက်ပင်ကိုပါလှိပစ်လိုက်ပါတယ်ပြီးတော့အဲ့ဒီလူကဂျူလီယာနောက်ကိုလိုက်ပါတော့တယ်လှမ်းနဲ့ပေါက်လိုက်တာဂျူလီယာပခုံးကိုပဲထိမှန်သွားပါတယ်ဒါကဂျူလီယာကိုမတားဆီးနိုင်ပါဘူးသူမလေစီမြန်ပြေးပြီးကလေးတွေကိုတွားရှာကတကားတွေပိတ်ပြီးပုံးတွေကိုပြောပါတယ်မောင်နှမနှစ်ယောက်ကဆိုဖာထဲဝင်ပုံးကြပြီးဂျူလီယာကသူတို့ကိုမိကြီးတနက်ပေးထားခဲ့ကသူမကိုယ်တိုင်ကတော့ဓာတ်တစ်ချောင်းကင်ပြီးရေချိုးကန်းထဲမှာပုံးနေပါတယ်အဲ့ဒီလူကတကားကိုအတင်းတွန်းဖွင့်ပြီးအထဲကိုဝင်လာပါတယ်အစားအစာအချို့ကိုယူပြီးလှေထဲလိုက်ရှာရင်းနောက်ဆုံးရေချိုးခန်းစီရောက်လာပါတယ်ဂျူလီယာကတော့နိုင်ငံကအပေါက်ကနေအပြင်ကိုထွက်ပြေးနိုင်ခဲ့ပါတယ်အဲ့ဒီလူကအပြင်ကိုလှမ်းကြည့်ပေမဲ့သူမကိုမတွေ့ပါဘူးဒါပေမဲ့ဂျူလီယာချောင်ခိုပြီးထွက်ပြေးဖို့စူးစမ်းတော့ခွေးကသူမကိုဟောင်ပါတော့တယ်ရုတ်တရက်ခွေးကသူမကိုလှဲချလိုက်လို့ဂျူလီယာဓာတ်နဲ့တက်ပစ်လိုက်ရပါတယ်လူစိမ်းကခွေးကြီးတန်ကြားလို့ထွက်လာပြီးခွေးလောင်းကိုတွေ့တော့စိတ်တက်ကြသွားပါတယ်အဲ့ဒီအတော်အတွင်းဂျူလီယာကလှိပတ်ပတ်လေကိုချောင်ခိုသွားပြီးအပေါ်ကိုတက်ကပြက်နေတဲ့သတင်းပေါက်ကနေအထဲပြန်ဝင်ပါတယ်ကန်ဆိုးစွာပဲအဲ့ဒီလူကသူမကိုအရင်တွေ့သွားပြီးလက်တီးနဲ့ထိုးချလိုက်ပါတယ်ဂျူလီယာကပရီဘောဂါတွေကိုအတင်းကင်ထားပေမဲ့သူကဆွဲခေါ်ဖို့စူးစမ်းပါတယ်အဲ့ဒီလိုရုန်းကန်ရင်သူမကသူ့ကိုကန်ချလိုက်နိုင်ပါတယ်ပြီးတော့အဲ့ဒီလူကဓာတ်ကိုလွတ်ချအောင်သူမလက်ကဝတ်ကိုနင်းပစ်လိုက်ပါတယ်သူမဆန်ပင်ကိုကင်ပြီးမျက်နှာကိုကြမ်းပြင်းနဲ့ရိုက်ပစ်လိုက်ပြီးဆိုဖာပေါ်ပြစ်တင်ကလဲပင်ညစ်ပါတော့တယ်ကလေးတွေကအားလုံးကိုစောင့်ကြည့်နေရင်မခံစားနိုင်တော့လို့ကက်စီကထွက်လာပြီးအဲ့ဒီလူကိုမိကြည့်နဲ့ပစ်လိုက်ပါတယ်မိကလေထဲမှာချက်ချင်းကူးဆက်သွားလို့ကလေးတွေကအပြင်ကိုပြေးကြပေမဲ့ဂျူလီယာကတော့အဲ့ဒီလူရဲ့မျက်နှာကိုကန်ပြီးကိုရီနေတွေပါတဲ့မြေပုံနဲ့သူတို့အိတ်တွေကိုယူဖို့ပြန်ဝင်သွားပါတယ်ဘန်းနဲ့ကက်စီကဖခင်ဖြစ်သူရဲ့ရုပ်လောင်းကိုဖတ်ထားကြပြီးဂျူလီယာကလည်းသူတို့နဲ့ပူးပေါင်းကအားလုံးမျက်ရည်ကျရင်နှုတ်ဆက်ကြပါတယ်အဲ့ဒီအချိန်မှာပဲဟိုလူရုပ်မာကြီးလေထဲကထွက်လာပါတယ်ဒါကြောင့်မိသားစုလည်းထွက်ပြေးကြပြီးလေကြီးကတော့အကြီးကျယ်ပောက်ကွဲသွားပါတော့တယ်ခဏကြာတော့မိသားစုဝင်တွေဟာရေတကုံငယ်လေးတစ်ခုမှနားကြပါတယ်ကက်စီကဟိုလူယူကပူပေါင်းတွေကြောင့်သူတို့စီရောက်လာလားလို့တွေးတော့မိလို့ဘန်းကိုပြည့်ရှိတယ်လို့ခံစားရပါတယ်ဂျူလီယာကတားဖြစ်သူကိုအပြစ်မဟုတ်ကြောင်းနှစ်သိမ့်ပေးပြီးဟိုလူစိမ်းကနောက်ကလိုက်နေတော့မှုဆက်လျှောက်ဖို့တိုက်တွန်းပါတယ်ကံငယ်လေးတစ်ခုမှဘန်းကဟဲမရဲ့ငါးမန်းအလောင်းကြီးကိုစိတ်ဝင်စားနေပါတယ်အဲ့ဒီအချိန်မှာဂျူလီယာကဟိုလူကသူတို့စီရောက်တော့မှကိုမြင်သွားပါတယ်ဒါကြောင့်မိသားစုလည်းပြန်ပြေးကြရပြန်ပါတယ်သူတို့တဲတောင်ခုံတစ်ခုအောက်ဆင်းသွားတော့အစိတ်ရှိတဲ့စွန့်ပစ်ပစ္စည်းတွေတွေ့လို့တတိထားပြီးပတ်ပြေးရပါတယ်ခဏကြာတော့သူတို့နောက်ကလိုက်နေတဲ့လူကိုမျက်ခြေပြတ်သွားပုံရပါတယ်သူတို့ဆက်လျှောက်သွားရင်ကုန်းပေါ်မှာတောင်တင်နေတဲ့အခြားအရာတွေကိုတွေ့ရပါတယ်ဥပမာပင်လယ်တရဝကြီးတွေရဲ့အလောင်းတွေနဲ့ပင်လယ်ရေအောက်ခြေကပလတ်စတစ်တွေပေါ့ဘန်းကလျှောက်တာနေလာတော့ဂျူလီယာကသူရေတက်ခန်း6လူနီးပါးဖြစ်နေတာကိုတတိထားမိပြီးအားလုံးနားဖို့ရက်လိုက်ပါတယ်ထိတ်လန့်စရာကောင်းတာကရေတန့်ဘူးကကုန်းလူနီးပါးဖြစ်နေပြီးကက်စီကသူမဘူးကိုကောင်းကောင်းမပိတ်မိတာဖြစ်ရမယ်လို့သိလိုက်ရပါတယ်ဂျူလီယာကသူမကိုပေါ်ဆမှုအတွက်အော်ပေမဲ့ကက်စီကတော့သူတို့ဘလို့မှအသက်ရှင်မှာမဟုတ်လို့ဒါကအရေးမကြီးပါဘူးလို့ပြန်ပြောပါတယ်အော်ဟစ်ငင်းခုန်ကြပြီးနောက်မိသားစုဝင်တွေဆက်လျှောက်ကြပါတယ်နောက်ဆုံးမှာတော့အုပ်စုဟာပြစ်ကျနေတဲ့လေရင်တစင်းကိုတွေ့ရပြီးရုတ်တရက်လှုပ်ရှားမှုတစ်ခုကြောင့်လန့်သွားပေမဲ့ငှက်တွေဖြစ်နေပါတယ်မိသားစုကဒီလေရင်ထဲမှာပဲညအိပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့တရေစာဝင်မြစားကြပြီးဂျူလီယာကတော်ရဲ့ဂျာကင်အင်ဂျီထဲမှာမိသားစုတပ်ပုံလေးတွေ့တော့ဝမ်းနဲ့ပူဆွေးရပါတယ်ကက်စီကသူမမိဘတွေဘယ်လိုဆုံးခဲ့လဲဆိုတဲ့ပုံမြင်ကိုမေးလို့ဂျူလီယာကတော်ဟာသူမအလုပ်လုပ်တဲ့ဆေးရုံကိုရောက်လာပြီးသူမရဲ့လူနာဖြစ်ခဲ့ကြောင်းပြောပြပါတယ်သူကပန်းတွေနဲ့လှပတဲ့ကြပြတပုံနဲ့သူမကိုချစ်ခွင့်ပန်ခဲ့တာပါတကောင်ရအချိန်မှာကက်စီကအပေါ်ပါသွားဖို့လေရင်ထဲကထွက်သွားပါတယ်ရုတ်တရက်ဟိုလူရုံမာကသူမအနောက်ကနေပေါ်လာပေမဲ့ဂျူလီယာကသူ့ပေါ်အရင်ခုံအုပ်ပြီးနာကြည့်ချက်တွေဒေါသတွေနဲ့အကြိမ်ကြိမ်ထိုးတက်ပါတော့တဲ့ကက်စီကအမေဖြစ်သူကိုဖတ်ပြီးနှစ်သိမ့်ပေးရပါတယ်နောက်တနေ့မနက်မှာတော့အလောင်းပေါ်မှာလှေတွေအများကြီးတွေ့ရပါတယ်မိသားစုကအကိုက်ခဲရတွေအများကြီးတွေ့ရလို့ဒီနယ်မြေမှာတခုခုပုံနေတာဖြစ်ရမယ်လို့သတိထားမိကြပါတယ်အုပ်စုထွက်သွားပြီးနောက်မှာတော့ကနန်းအုပ်ကြီးကအဲ့ဒီလူရဲ့ပါဇက်ထဲကထွက်လာကြပါတယ်နာရီနေငယ်ကြတော့ဂျူလီယာနဲ့ကက်စီကမြေပုံကြည့်ဖို့ရက်ပေမဲ့ဘန်းကတော့ဆက်လျှောက်နေပါတယ်ဂျူလီယာကရက်ဖို့ပြောတာတောင်သူကရင်ငတ်လို့ကန်ထဲမှာမျက်နှာနှစ်ပြီးအသေးတန်တော့ပါတော့တယ်ဂျူလီယာကသူ့ကိုအမျက်ဆွဲထုတ်ပြီးမတက်တဲ့ရေကဖျားစီနိုင်ကြောင်းရှင်းပြပါတယ်မိသားစုကဆက်လျှောက်ကြပြီးပူပြင်းတဲ့နေအောင်တန်ကကာကွယ်ဖို့ခေါင်းတွေကိုဖုံးထားရပါတယ်ဘန်းကမူးဝေလာလို့ကလတ်ထိုင်ဟောင်းတွေတွေ့တဲ့အခါဂျူလီယာနဲ့ကက်စီကအဲ့အရာတွေကိုတုံးပြီးအရေးတစ်ခုလုပ်ပေးပါတယ်ဂျူလီယာကဘန်းကိုစေးထုတ်ပေးပြီးဒီမှာပဲညအိပ်ဖို့သဘောတူကြပါတယ်မနေ့စောစောမှာဂျူလီယာကထူးဆန်းတဲ့အတန်ကြားလို့နိုးလာပါတယ်သူမအရေးထဲကထွက်ပြီးစစ်ဆေးကြည့်တော့ကနန်းအုပ်ကြီးတိုးလာနေတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားပါတယ်ဂျူလီယာကကလေးတွေကိုအမြန်နိုးပြီးမိသားစုဝင်တွေတက်နိုင်သမျှမြန်ပြေးကြပါတယ်သူတို့ကကုန်တင်သင်္ဘောကြီးတစ်စီးစီရောက်သွားပြီးအဲ့ဒီစီပြေးကြပါတယ်သင်္ဘောသား3ယောက်အသက်ရှင်သေးတာကိုသတိထားမိပါတယ်အမျိုးသမီးကသူတို့ကိုကူညီချင်ပေမဲ့အမျိုးသား2ယောက်ကညှင်းဆိုပြီးအုပ်စုကကွန်တိန်နာတစ်ခုထဲမှာပုံးကမိသားစုကိုပိတ်ထားဖို့တကားခတ်လိုက်ကြပါတယ်ကနန်းတွေကရောက်လူနီးပါးဖြစ်နေလို့ဂျူလီယာကကလေးတွေကိုကွန်တိန်နာပေါ်တက်ခိုင်းပါတယ်သူမပါတက်ဖို့လုပ်တဲ့အချိန်မှာကနန်းတွေကသူမခြေထောက်ကိုပြင်းပြင်းထန်ထန်ညှက်ပါတော့တယ်မောင်နှမ2ယောက်ကအမေဖြစ်သူအောက်ကိုဆွဲချမခံရအောင်ကူဆွဲတင်ပေးရပါတယ်ကွန်တိန်နာဘေးမှာအပေါက်တစ်ခုရှိလို့ကနန်းတစ်ဝက်ကအထက်ဝင်သွားပါတယ်တင်မောသားတွေကတနက်နဲ့ပြစ်ပေမဲ့ကနန်းတွေကများလုံးပါတယ်မကြခင်မှာပဲကနန်းတွေကအလုသမား2ယောက်ကိုတက်ပစ်လိုက်ပါတယ်နောက်ဆုံးလူကမျက်နှာချက်ကအပေါက်စီရောက်ပေမဲ့ကနန်းတွေကသူ့ကိုဆွဲချပြီးတက်ပစ်လိုက်ပြန်ပါတယ်အဲ့ဒီနောက်ဂျူလီယာကခြေထောက်တန်ရာကိုပတ်တီစီပြီးတတိလစ်သွားပါတယ်ခဏကြာတော့သူမတဲမုန်တိုင်းကြမှာနိုးလာပြီးတယောက်တည်းဖြစ်နေမှသိလိုက်ရပါတယ်ကလေးတွေကိုလိုက်ရှာဖို့စဉ်းစားရင်ပြာရခတ်နေပေမဲ့အရင်ဆုံးတင်နေတဲ့အမျိုးသမီးရဲ့လက်နက်ကိုယူလိုက်ပါတယ်အမေဖြစ်သူအော်ဟစ်နေတန်ကြားလို့ကက်စီပြန်ပြေးလာပြီးသူတို့အကူအညီရှာဖို့ထွက်သွားပေမဲ့ဘယ်သူမှမတွေ့ကြအောင်ရှင်းပြပါတယ်ပြီးတော့သူတို့ဘန်းနဲ့ပြန်ဆောင်ကြပါတယ်ဘန်းကမုန်တိုင်းမပြီးမချင်းနားလို့ရမယ်ပွင့်နေတဲ့ကွန်တိန်နာတစ်ခုတွေ့ထားပါတယ်ဂျူလီယာကတော်ရဲ့မီးချစ်ကိုတုံးပြီးဒဏ်ရာကိုမီးရှို့ကူတာပါတယ်ဒါကတော်တော်နာကျင်ပါတယ်မုန်တိုင်းပြီးတော့မိသားစုကအခြားကွန်တိန်နာတစ်ခုထဲမှာရေတန့်ဘူးတွေအများကြီးတွေ့ရပါတယ်အဲ့ဒီနောက်အလောင်းတွေကိုစစ်ဆေးကြည့်တော့ရေဒီယိုတစ်ခုနဲ့တနက်တက်တွေ့ရပါတယ်ဂျူလီယာကနောင်းကိုဖုံးဆက်ပြီးမြေပုံပြောက်သွားကြောင်းအကြောင်းကြားပါတယ်နောက်ကလည်းသူက6ထဲကတရဝါရီဖြစ်တဲ့အတရိုဘောအော်တိုပါဇူရဲ့တိုက်ခိုက်ခြင်းခံထားရကြောင်းပြန်ပြောပါတယ်အောက်ဆီဂျင်ကသူတို့ကိုယူသွစေပုံရပါတယ်
နောက်ကမိသားစုကိုမြန်မြန်လာဖို့ပြောပါတယ်ဘာလို့လဲဆိုတော့သူ့ဆက်တွေရဲ့တွက်ချက်မှုအရပင်လယ်ရေကထင်ထားတာထက်မြန်မြန်ပြန်လာမှာမို့သူတို့မှာနာရီနေငယ်ပဲရှိပါတော့တယ်သူကမိကြီးတစ်ခုပြစ်လိုက်ပြီးမိသားစုလည်းအဲ့ဒီဘက်ကိုရှောက်ကြပါတယ်တော်တော်ကြာရှောက်ပြီးနောက်မိသားစုကပြက်နေတဲ့အင်္ဂါတစ်ခုတွေ့ပြီးဘန်းကအဲ့ဒီထဲမှာစီးသွားပါတယ်နောက်ဆုံးမှာတော့သူတို့ရေငုပ်တင်မောကိုအနီးနားမှာမြင်ရပေမဲ့အဲ့ဒီစီရောက်ဖို့ကြောက်ဆောင်ကြောင်ကြီးတစ်ခုကိုဖျက်ရပါမယ်သူတို့ဖျက်ရှောက်နေတော့နေရန်တွေတုန်ခါလာပြီးကြောက်ခဲတွေကျလာလို့ကြောက်ပြုံမှုကြီးဖြစ်ပါတော့တယ်ဂျူလီယာကကလေးတွေကိုအချိန်မီတွန်းထုတ်ပေးလိုက်ပြီးသူမကိုယ်တိုင်ကတော့ကြောက်ခဲပြီးမခံရအောင်နောက်ဆုတ်လိုက်ရပါတယ်အခုတော့သူတို့ကြားမှာကြောက်တိုင်းကြီးတစ်ခုခံနေပါပြီဂျူလီယာကကလေးတွေကိုသူမမပါပဲဆက်သွားဖို့ပြောပေမဲ့ကက်စီကညှင်းဆိုပြီးအမေဖြစ်သူကိုတက်ဖို့စူးစမ်းဖို့အတင်းပြောပါတယ်ညှင်းခုန်ကြပြီးအော်ဟစ်ကြပြီးနောက်ဂျူလီယာကကလေးတွေကိုနောက်မှပြန်ရှာမယ်လို့ကတိပေးပါတယ်ကက်စီကဝင်လေးစွာနဲ့ပဲမောင်ဖြစ်သူကိုဆွဲခေါ်သွားပါတော့တယ်ကလေးတွေကြောက်ဆောင်ရဲ့ကျန်တဲ့အပိုင်းကိုတက်ပြီးရေငုပ်တင်မောစီပြေးကြပေမဲ့နောင်ကအပြင်မှာတွေးထွက်နေတာကိုတွေ့ရပါတယ်သူကသူ့အတွက်ပြီးဆုံးသွားပြီမို့ကလေးတွေပဲရေငုပ်တင်မောယူသွားကြဖို့ရှင်းပြပါတယ်နေရာတစ်ခုပိုနေသေးတာကိုတတိထားမိလို့ကက်စီကအမေဖြစ်သူကိုသွားရှာဖို့ပြန်ပြေးပါတယ်အဲ့ဒီအတော်အတွင်းဂျူလီယာကကနန်းတွေလာနေတာကိုမြင်ပြီးထိတ်လန့်တကြားပြစ်ခတ်ပါတော့တယ်သူမအချို့ကိုတတ်နိုင်ပေမဲ့ကနန်းအုပ်ကကြီးလွန်းလို့အားလုံးကိုမတိုက်ခိုက်နိုင်ပါဘူးအဲ့ဒီအချိန်မှာကက်စီကတတိုင်းပေါ်မှာပေါ်လာပြီးလက်ကမ်းပေးပါတယ်ဒါကြောင့်ဂျူလီယာတန်ရာရထားတဲ့ခြေထောက်နဲ့တက်နိုင်သမျှမြင်မြန်တက်ပါတယ်ကက်စီရဲ့အကူအညီနဲ့သူမအခြားတစ်ဖက်ကိုရောက်သွားပြီးရေငုပ်တင်မောစီအတူတူပြေးကြပါတယ်ဘန်းကအပေါ်မှာရက်နေပြီးမိသားစုဝင်တွေတက်နိုင်အောင်ကနန်းတွေကိုအာယုံလဲဖို့ပြစ်ခတ်ပေးပါတယ်ကနန်းတွေကနောင်ရဲ့ရုပ်လောင်းကိုတွေ့ပြီးချက်ချင်းစားတောက်ကြပါတယ်ဂျူလီယာကတနက်ကိုယူပြီးကလေးတွေကိုအထဲဝင်ခိုင်းနေလုံးဆက်ပစ်ထားပေးပါတယ်သူတို့ဘေးကင်းသွားတော့မှသူမမှာကြီးစံကုန်သွားပြီဆိုတာသိလိုက်ရလို့တနက်ကိုကနန်းတွေစီပြစ်ပေါက်ပြီးကလေးတွေစီဝင်သွားပါတယ်မိသားစုဝင်တွေအပေါက်ကိုတေးသေးချာချာပိတ်လိုက်ကြပြီးကနန်းတွေရေငုပ်တင်မောကိုဝိုင်းထားတာကိုပြတင်းပေါက်ကနေစောင့်ကြည့်နေကြပါတယ်အဲ့ဒီအချိန်မှာပဲသမုတ်တရားရေးကြီးကနောက်ဆုံးတော့ပြန်ရောက်လာပါတယ်ဒါကြောင့်၃ယောက်သားသူတို့နေရာမှာအမြန်ထိုင်ပြီးခါပက်ပက်ကလက်ချင်းမြဲမြဲဆုပ်ထားကြပါတယ်ပြင်းထန်တဲ့လှိုင်းလုံးကြီးတွေကရေငုပ်တင်မောကိုချက်ချင်းလာရိုက်ခတ်ပြီးပတ်ချလဲပြစ်ပေါက်ပါတော့တယ်ဒါကြောင့်ဂျူလီယာကဖြစ်ပျက်ခဲ့တဲ့အရာအလုံးကိုအာယုံထဲမှာပြန်မြင်အောင်နေပြီးတက်စီကတော့အံပါတော့တယ်မကြခင်မှာပဲဆူရှာတဲ့အတန်ကြီးပြန်ပေါ်လာပြီးမိသားစုဝင်တွေကိုတတိလစ်သွားစေပါတယ်ခဏကြာတော့ဂျူလီယာနဲ့ကက်စီတို့နိုးလာကြပြီးအသက်ရှင်သေးတာကိုအတည်ပြုနိုင်လို့ပျော်ရွှင်သွားကြပါတယ်သူတို့အပေါက်ကိုဖွင့်ပြီးအပြင်ထွက်ကြည့်လိုက်တဲ့အခါလှိုင်းလုံးကြီးတွေကရေငုပ်တင်မောကိုပျက်စီးနေတဲ့မြို့ပြကြီးတစ်ခုထဲမှာချထားခဲ့တာကိုတွေ့လိုက်ရပါတယ်ဒါကအသက်ရှင်တန်ဖိုးနဲ့ပြန်လည်တည်ဆောက်ဖို့မျှော်လင့်ချက်ရှိနေတဲ့ဆိုတဲ့အတိတ်ပဲပါပဲ